ဒါလေးကတော့ကျွန်တော်တို့ဒီတာလဘောတွေရှိတဲ့နေရာကိုအလဲသွားတော့ရိုက်ကူးထားတဲ့ blog လေးပဲဖြစ်ပါတယ်ခင်ဗျာတောင်းတက်လာပဲဖြစ်ပါတယ်ကင်းလွဲနေဒီမှာငွေသားအပြည့်ပေါ့နော်ထည့်လိုက်အပေါ်နေကြည့်အောင်ဒါကတော့တောင်းအလှပေါ့နော်ပြီးတော့ဒါလေးတွေဆိုရင်ဖန်မှာပေါ့နော်ရမ်းလာတဲ့နေရာလေးတွေဖြစ်ပါတယ်ရှယ်လာလိုက်စားလို့မဲသားနဲ့ဆောင်းအောင်ယူဒီဒီနေရာလေးကလည်းအရန်လှတဲ့နေရာလေးပေါ့နော်ကင်မရာနဲ့ဟိုရိုက်တယ်လို့ဒီရိုက်တယ်လို့လိုက်တယ်နောက်ပြီးတော့ကျွန်တော်လမ်းလျှောက်ပါတယ်ဟိုနေရာလေးလျှောက်ဒီနေရာလေးလျှောက်ကြုံရင်ကြုံသလိုကြုံတဲ့နေရာမှာလမ်းလျှောက်ပါတယ်ပြီးတော့ဒီလိုမှောင်မဲမဲရောက်ပါပေါ့နော်ဒီနေရာလေးကရမ်းတိတ်ဆိတ်တယ်ဗျာဒီလား share ပဲတိတ်ဆိတ်မှုရတာလို့ဘာတမ်းမှမကြောက်လေသမားလေးကလော်ပြီးရေတန်လေးနဲ့ဒါလေးပဲတနေရာနဲ့တနေရာကူးတဲ့ချိန်မှာဒီလိုမိုးတွေရွာတော့လေမိုးရွာလည်းတခုတော့ကောင်းတယ်ဗျာမိုးရွာပြီးရင်ဒီလိုလေးလူလေးနဲ့တောင်လေးရတော်တော်ကြည့်လို့တော်တော်ကိုကောင်းတယ်တို့ဒီကစိတ်ကြိုက်ကျနေတတ်တဲ့အရာကိုစားတော့ရပါတယ်ကဲပြီးပြီဆိုရင်တော့ဒါဒင်နာလေးတစ်ဖြတ်ပေါ့နော်ညစာလေးရှေ့ဖြုတ်တော့လည်းဘဲသားရဖားသားရမသားရသုံးမယ်ကျုံးမယ်ကဲစားပြီးပြီဆိုတော့ကျွန်တော်တို့ဒါဝိတ်ကြအောင်ပြေးရပါတယ်တောင်ကြားလမ်းမှာပေါ့နော်ဒါကတော့တဲတဲ့ဟိုတယ်မှာဗီဒီယိုဘာမှမရိုက်ခဲ့ရလို့တပုံနဲ့တောင်တက်တော့ကကြတော့ဒီတက်ချင်စောနဲ့လေတက်ချင်စောနဲ့အပေါ်မှာတပုံလှဖို့ရိုက်ဖို့ဆိုဇွတ်တက်သွားဘာမှမသိဘူးအခုပြန်ဆင်းတဲ့အချိန်မှာအချိန်တစ်ချက်ချိုးချွေးလုံးထွက်နေအမှန်တော့အဆင်းကတက်တာဒါပေမဲ့ကျွန်တော်အဆင်းကိုချွေးပြန်တယ်ကဲဆုံးသက်မှာတော့ကျွန်တော်ရဲ့ပုံချောလေးနဲ့ပဲဆုံးသက်ပြီးတော့အဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ